ရဲ့ပေါက်ပြီးပေါက်ပြောပါမယ်ပြောနေကြတာအဲ့ဒါပေါက်ပြီးဒါလေးပတ်ပြီးတော့နည်းနည်းသွားပေါက်ပြီးမိုက်တယ်တော့ဒါဒီကျွန်တော်အောက်ဆင်းတဲ့ကောက်တွေရတယ်ဟိုဘရိတ်လေးလောက်လာဟုတ်ဆိုကြည့်လိုက်ပေါ့ဆိုကြည့်လိုက်အေးနှခေါက်ကိုရတစ်ခေါက်ပြီးဆိုလို့ပြီးအေးနှခေါက်ကိုရတစ်ခေါက်โอเคနော်ဟုတ်ဒီစမ်းကြည့်စာပြေအပြည့်အခုစာက AB ရဗာ AB ဘာက AB ပဲ AB မတူစာကပဲအတူပဲ AB တူတူသွားဆိုရင်တော့အပြန်ကြရင်ငါတို့တော်လိုက်AB တူတယ်ဆိုရင်ပထမခေါက်မှာတော့နှစ်ခေါက်ဆိုမယ်ကိုရက်ဆိုပြီးတော့ဆိုပြီးမယ်ပြီးတော့လည်းရန်ဆိုမှာဟုတ်တယ်နော်တစ်ခေါက်ပြည့်ဆိုဟုတ်စာပါလည်းချန်ခဲ့လို့မရဘူးအေးပါဟုတ်ကဲ့ကျွန်တော်မရှိမှရပါတော့ဟုတ်တကယ်